ဟာမဲ့ဟိုးချစ်စီတော့ပါတဲ့နော်တော်ရင်တွေမှာအဲ့ဒီတစ်ပေကိုယ်ရေးတွေဒီလေအရွက်တွေကြည့်ကြတဲ့အောင်နဲ့လေပြဲရတတ်နေပါလေတဲ့ဟုတ်လားအဲ့ဒီချိန်မှာတဲ့နော်တောင်ကုန်းကြီးပေါ်ကနေမှအဲ့ဒီတစ်ပေတောင်ကုန်းကြီးပေါ်မှာတစ်ပေနေလည်းရှိသေးတယ်နားနော်အဲ့တစ်ပေမှာဘာစီအောင်လို့တော့တဲ့ထက်တိုက်လေးရှိတယ်တဲ့နော်အဲ့ဒီတက်တိုက်လေးတွေကနေတဲ့ငါ့လူတွေကဒီတွေပြားလို့ဘုံမှုဆိုတော့ပြုတ်ကြမှာမှန်လားနော်ကဲပြုတ်ကြတော့ငါ့လူတွေကဘယ်ရောက်သွားမယ်လို့ထင်တော့ဟမ်ဟုတ်ကဲအဲ့ဘုလိုပြုတ်ကြပါလေကြပါဘယ်ရောက်သွားလဲဆိုတာဆရာဆက်နားထောင်ကြအောင်အဲ့ဒီဥပဒေဟာတဲ့တောင်လုံးပေါ်ကနေဟိတ်ဆင်းသွားပြီးတော့တဲ့နော်အဲ့ဒီမှာတစ်တုံးသားကနေကြော်ပြတ်ပြီးလိမ့်သွားတယ်တဲ့ဟုတ်လားတောင်ကုန်းပေါ်နေပြုတ်ကြတယ်ပြုတ်ကြပြီးဘယ်ကိုဖြတ်သွားလဲဆိုရင်တရားသားရုပ်နဲ့ဖြတ်သွားတယ်အဲ့ဒီတရားသားရုပ်ဖြတ်သွားပြီးတော့နောက်ကဘယ်ကိုဖြတ်သွားလဲဆိုတာမသိသေးဘူးလားသိတယ်ခဏနားရအောင်ကဲအဲ့လိုဖြတ်သွားတဲ့အချိန်မှာတဲ့အဲ့ဒီဥပဒေကတရားသားပေါ်ကိုဖြတ်သွားပြီးရက်သွားပြီတဲ့မျက်ပင်တွေကိုဖြတ်ပြီးတော့ဖြတ်သွားပြန်တယ်တဲ့ဟုတ်လားတရားသားရုပ်ကြော်ပြီးတော့အဲ့ဒီကမှာမျက်ပင်တွေကိုလည်းတော့ကဖြတ်ပြီးဖြတ်သွားပါသေးတယ်ကဲအဲ့ဒါနဲ့တဲ့နော်